နေဝင်ပြီးလက်စီးပွားတက်မြမကန်နရီယူဆမှာပရလောကသားတွေကနေဝင်တဲ့အချိန်မှသာလွတ်လပ်စွာလှုပ်ရှားသွားလာနိုင်တယ်လို့အဆိုရှိပါတယ်။ရှိဘရင်တွေလက်ထက်မှာလည်းရာဇဝတ်သားတွေကိုအဆုံးစီရင်ကွက်မြက်တဲ့အခါတောင်အဆွေမှာနေကွယ်တဲ့အချိန်မှသာကွက်မြက်လေးရှိကြပါတယ်။တေလွန်ပြီးတဲ့နောက်မှာဝိညာဉ်ကပရလောကမှာလွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒီယူဆကတော့မှန်နိုင်ချေရှိပါတယ်။ကျွန်တော်လေ့လာခဲ့မှုသမျှထဲမှာအတိတ်ဘဝကိုပြန်ပြီးတော့မှပြောပြနိုင်တဲ့လူဝင်စားတွေရဲ့90%ကျော်လောက်ကနေဝင်ရည်တရောအချိန်မှသာတစုံတစ်ခုကိုအမိပြုပြီးတော့မှလူဘဝကိုပြန်ပြီးတော့မှဝင်စားရပါတယ်။ပဏိတရေတဲ့ခွင့်ရကြတယ်လို့လည်းလေ့လာခဲ့ရမှုပါတယ်။လေဒီဆရာတော်ဘုရားကြီးကလည်းကက်ယောဂအမျိုးမျိုးကိုဖြစ်စေနိုင်တဲ့ဗရလောကသားတွေကညဘက်အခါတွေမှသာမြို့အတွင်းကိုဝင်ရောက်ပြီးတော့မှအလင်းရောင်မရှိမှောင်မိုက်နေတဲ့အိမ်တွေကိုဝင်ရောက်နှောက်ယှက်ကြတယ်လို့ Raw Canara ဒီပဏိကျမ်းမှာဖော်ပြထားပါတယ်။ဗုဒ္ဓဘာသာဝင်တွေအနေနဲ့အခါကြီးရက်ကြီးတွေမှာဖျားရှင်နဲ့နှကောင်းနှက်မြတ်တွေကိုသာမကလက်လာပါနဲ့ကြက်တရီမင်္ဂလာဖျားဖျားကောင်းစွာဝင်ရောက်လာနိုင်စေဖို့အတွက်ကိုလှေကားခြင်းမှ၎င်းစားနှက်ရိတ်ခါဖူလုံစေရန်မိဖို့စပားကြီးစသည်တို့၌၎င်းစီမီများကိုထွန်းညှိပူဇော်ထားတတ်ကြပါတယ်။အဲ့ဒီလိုညမောင်မီဆိုတာနဲ့စီမီတွေထွန်းညှိပူဇော်ထားခြင်းကပရလောကအနောက်ရှက်များကိုသာမကတခိုးဓမြတွေရဲ့ရန်ကနေလည်းအဟံအတားဖြစ်စေတဲ့အတွက်ကြောင့်မလို့ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။